Grade 5သားတို့သမီးတို့အားလုံးပဲမင်္ဂလာပါဒီနေ့မှာဒီချေကနေပြီးတော့ဒီအင်္ဂလိပ်စာနမူနာမေးခွန်းလေးတစ်စုံကိုဒီချေရှင်းပြပေးခြင်းပါတယ်အဲ့ဒီတော့ဒီချေတို့အဲ့ဒီရဲ့အင်္ဂလိပ်စာမေးခွန်းမှာဆိုရင်တော့ Section A ကနေပြီးတော့ Section D ထိမေးထားတာကိုတွေ့ရပါတယ်အဲ့ဒီမှာဘာတွေပါလဲဆိုရင် Section A မှာဆိုရင်တော့ဒီချေတို့listening ပါပါမယ်နောက်တစ်ခုကကြတော့ Section B မှာဆိုရင် reading ပါပါမယ်နောက်တစ်ခု section C မှာဆိုရင် writing ပါပါမယ်နောက်တစ်ခုကကြတော့ section D မှာဆိုရင်တော့ speaking ဘိုင်းပါတာကိုတွေ့ရပါတယ်ဟုတ်ပြီဒါဆိုရင်ဒီချက်ကတစ်ခုချင်းစီရှင်းပြပါမယ်Section A မှာ listening ပိုင်းဖြစ်တဲ့အတွက်ကြောင့်မလို့ရှေ့ရဒီချက်ကဖွင့်ပြတာပဲဖြစ်ဖြစ်ပြောပြတာပဲဖြစ်ဖြစ်ပေါ့နော်ဒါကိုသားတို့သမီးတို့ကတေချာအာယုံဆိုင်နားထောင်ပြီးတော့ဒီနံပါတ်1မေးခွန်းမှာတော့ true or false ကိုသားတို့သမီးတို့ကဖြေကြားပေးရမှာဖြစ်ပါတယ်ဒီမှာနော်မေးခွန်းနံပါတ်ဒါ1ရဲ့ပုံစံလေးပါနောက်တစ်ခုကကြတော့ဒီချေတို့ section B နံပါတ် B ပေါ့နော်နံပါတ် B မှာဆိုရင်တော့ဗာလဲဆိုရင်သူက column A နဲ့ column B မှာရှိတဲ့စကားလုံးတွေကိုပေါ့နော်ဒီချေရှိကနေဒီချေကပဲဖြစ်ဖြစ်တခုခုဒီဖွင့်ပြတာပဲဖြစ်ဖြစ်ပေါ့နော်တခြား listening နားထောင်ပြီးတော့ဒါတွဲဖက်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ section ဒီ section A မှာဆက်ပါတာဗာလဲဆိုရင်နံပါတ် C မှာဆိုရင်ဒါကလည်း listening ပိုင်းမှာပဲတခြားနားထောင်ပြီးတော့ဒီထဲမှာရှိတဲ့ဒီပေါ့နော်ဒီချေပြောတဲ့အကြောင်းအရာတွေကနေပြီးတော့သူကဒါဘာလဲဆိုတော့နံပါတ်စင်တွဲပေးရမှာဖြစ်ပါတယ်ဆိုလိုတာကတော့ဒီပေါ့နော်နံပါတ်ဥပမာပြောရရင်တော့ဒါ story လေးလို့တော့ဒီချေရထင်ပါတယ်ပေါ့နော် When there is a deer I live in the forest တခါတုန်းကတမင်လေးတစ်ကောင်ရှိတယ်ဒါမျိုးတွေကိုနံပါတ်စင်တက်ပြီးတော့အစင်လိုက်ပဲအထိဖြစ်ရမလဲ1ကဘယ်နေရာလဲ2ကဘယ်နေရာလဲသူပြောသွားတဲ့စကားလုံးတွေကိုတေချာနားထောင်ပြီးတော့မှနံပါတ်စင်တက်ပေးရမှာဖြစ်ပါတယ်ဆက်ကြည့်ရအောင်เนาะနောက်တစ်ခုကsection B reading ပေါ့နော် reading မှာဆိုရင်တော့သားတို့သမီးတို့ကလိုအပ်တဲ့ picture ဒီရဲ့ရုပ်ပုံကချက်တွေကိုကြည့်မယ် and be right true or false ဒီရုပ်ပုံကချက်နဲ့ဒီရေးထားတဲ့ဒီစကားလုံးနဲ့ပေါ့နော်ကိုက်ညီမှုရှိမရှိကိုတွဲဖက်ပြီးတော့မှန်ရင်မှန်တယ်မှားရင်မှားတယ်ပေါ့နော်ဒါလေးတွေကိုသားတို့သမီးတို့ကရေးပေးရမှာဖြစ်ပါတယ်ဟုတ်ပြီနော်ဆက်ပြီးတော့ကြည့်ရအောင်ဒီမှာဆိုရင်ဒီချက်ကဘယ်နေရာကိုပြောချင်လဲဆိုရင်ဒီမှာနံပါတ်2လေးကိုကြည့်ပါဦး set the table ပေါ့နော် set the table စပွဲမှာသူကထိုင်နေတယ်မဟုတ်ဘဲနဲ့သူက green bag ကိုတိုက်နေတယ်ဆိုတော့ဒါ true လား false လားပေါ့နော်တာတို့သမီးတို့ဒါစဉ်းစားပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဒီ reading ပိုင်းပါပဲပေါ့နော်နံပါတ် B မှာမိထားတာက read the following dialogue and fill in the blank with the suitable word given in the box ပေါ့နော်ဒီ dialogue ကိုဖတ်လိုက်မယ်ဖတ်ပြီးတော့ fill ဆိုတာဖြည့်ရပါမယ်ဒီမှာပေးထားတဲ့ bound ထဲမှာရှိထားတဲ့စကားလုံးတွေကိုတင့်တော်ရာတွေကိုသားတို့သမီးတို့ကဒီရဲ့ဒီ A ကဒီ dialogue လေးထဲမှာပေါ့နော်သားတို့သမီးတို့ကဒီမှာပေါ့နော်ဖြည့်ပေးရမှာဖြစ်ပါတယ်ဟုတ်တယ်နော်ဒီချက်ပြောတာနားလဲပါတယ်နော်နောက်တစ်ခုကကြတော့နံပါတ် C ပေါ့နော် C မှာကြတော့သူကဘာပေးထားလဲဆိုရင် read the passage စာပိုက်ကိုဖတ်မယ်မိငယ် letter to her aunt မိငယ်ကသူ့ရဲ့အဒေါ်စီကိုစာရေးရဲ့စာ and you answer the question ဆိုတာကဒီမှာပြထားတဲ့paragraph ကိုဖတ်ပြီးတော့မေးခွန်းလေးတွေကိုဒါတာတို့သမီးတို့ကဘာလုပ်ပေးရမလဲဆိုဒီမေးခွန်းလေးတွေကိုဖြည့်ချပေးရမှာဖြစ်ပါတယ်ဟုတ်ပြီနော်စကြည့်အောင်နောက်တစ်ခုက section C လာပါပြီ section C ကတော့ writing ဘိုင်းကိုမေးထားတာဖြစ်ပါတယ် writing ဘိုင်းမှာဆိုရင်တော့တာတို့သမီးတို့ကနံပါတ် A မှာဆိုရင်fill in the blank with a suitable verb အတိကကတော့ဒီချက်ထင်တော့ verb form ကိုမေးတယ်လို့ထင်ပါတယ်နံပါတ်1 2 3 4 5ပေါ့နော်၅ပုံမေးထားတယ်သင်လျော်တဲ့ verb form ပုံစံကိုရေးပေးရမှာဖြစ်ပါတယ်နောက်တစ်ခုနံပါတ် B မှာကျတော့ supply the chorus နော် chorus from
for or the vet given in the blanket အဲ့တော့ဒါလည်းငါးပုတ်ပေးထားပါတယ်ဒါ bed form ပုံစံမျိုးလေးမိထားတာဖြစ်ပါတယ်အဓိကဒီခြေပြောချင်တာကသားတို့သမီးတို့အနေနဲ့ဒီ word form နေ verb form နေဆိုတာကအမြဲတမ်းလေးလာလေးချင်းနေရပါမယ်ဒါကဒီ grade 5မှာနေမယ်ဒီတွေကရက်သွားမှာမဟုတ်ဘူးပေါ့နော် word form verb form ဆိုတာဒီခြေတို့တွေဒီကြီးလာတဲ့ဒီတက္ကသိုလ်ရောက်တဲ့အထိကိုပဲဒါဆက်သွားနေဦးမှာဖြစ်တဲ့အတွက် grammar ကိုနိုင်နှင်းဖို့တော့လိုပါတယ် grammar လေးကိုတော့တေချာအလေးနဲ့လေးကျင့်ကြပါလို့ဒီခြေကတော့တိုက်တွန်းချင်ပါတယ်ဒါဆိုရင်ဆက်ကြည့်အောင်နံပါတ် C မှာဆိုရင် re-rank လို့ရေးထားတဲ့အတွက်ကြောင့် re-rank ဒီဒီခြေတို့ဒီဘာလုပ်ပေးရမှာလဲဆိုရင်ဒါပြန်ပြီးတော့ဒါဒီ re-rank ကိုမြည်ပြန်စီပေးရမှာနော်ပြန်စီပေးရမှာဖြစ်တဲ့ the following rewrite rewrite ဒါမျိုးတွေပြောထားရင်အဖြေလေးတစ်ခုတည်းပဲမရေးပါနဲ့ပြန်ပြီးတော့ရေးစီရမယ်ပြန်ပြီးရေးရပါမယ် rewrite the following word in the correct order to make a sentence တဲ့ sentence အကြောင်းဖြစ်အောင်လို့ဒီချေတို့ဒါ rewrite ပြန်စီပေးရမယ်ဘယ်ဟာ subject ဘယ်ဟာ verb ဘယ်ဟာက object ဘယ်ဟာက time ဘယ်ဟာက place ဆိုတာလေးကိုတော့သိဖို့တော့လိုပါတယ်နောက်တစ်ခုနံပါတ် D မှာ make the mind map of your 5 safety rules ဆိုတာကိုစိတ်ချယုံကြည်ဖို့ဖြစ်တဲ့အတွက်ဖြစ်တဲ့ဒီ9ခုတော့စီမင်းစည်းကမ်းလေးကိုပြောပြပါလို့ပြောပါတယ်ဒါ10မှတ်တောင်ပေးထားပါတယ်အဲ့ဒါဘလို့ပုံစံလေးဆိုဒီချက်နမူနာပြပါမယ်ဒီမှာပါဒီပုံလေးကိုကြည့်လိုက်ပါပေါ့နော် safety ဘာတွေလဲ9ခုပဲဆိုတော့အရင်ဆုံးပါလဲသူဒီမှာဖြေတာ wear helmet ဟလာအကာအကွယ်အုပ်ထုပ်ဆောင်ရမယ်ဟာလာနောက်တစ်ခုကကြတော့ဒီမှာဆိုရင်လည်းဘာလဲဆိုရင်ပထမဦးဆုံးseat back ဆိုတာကဘာလဲကားမောင်းရင်ဒီထိုင်ကုန်မှာဆိုရင်ဒါဒီဘောနော်ထိုင်ကုန်ကပတ်ကိုပတ်ရမယ်ဒါမျိုးတွေကိုလုံယုံကြည်ဒီလုံခြုံဖို့အတွက်ပေါ့နော်ဒီစီးမြင့်စီကန်းဒီ၅ခုကိုရေးခိုင်းတာဖြစ်ပါတယ်အဲ့ဒါဆင်မှတ်ပေးထားပါတယ်ဟုတ်ပြီနော်ကဲနောက်တစ်ခုကကြတော့နောက်တစ်ခုနံပါတ် E မှာဆိုရင် write a paragraph about your dream school using the following question เนาะကိုယ့်ရဲ့အိမ်မက်ထဲအကြောင်းလေးပေါ့เนาะဒီအိမ်မက်လေးအကြောင်းလေးမှာဆိုရင်ဘာတွေလဲဘယ်လိုနေရာမျိုးမှာလဲကိုယ့်ရဲ့ဒီအကြောင်းလေးကိုရှိစေချင်တာလဲဘယ်နေရာလေးကိုအကြောင်းမှာအကြောက်ဆုံးလဲဘာကြောင့်ကြိုက်တာလဲဒါမျိုးလေးကို paragraph လေးလုပ်ပေးရမှာဖြစ်ပါတယ်နော်အဲ့ဒါလေးဆင်မှတ်ပေးထားပါတယ်နောက်တစ်ခုကကြတော့ session D မှာ speaking ဘိုင်းပေါ့နော်speaking ဘိုင်းကကြတော့ဘာလဲဆိုရင်သူမေးထားတာက present about two interesting place in your town မြေမြို့မှာရှိတဲ့စိတ်ဝင်စားစရာကောင်းတဲ့နေရာနှစ်ခုကိုတင်ဆက်ပေးရမှာပေါ့နော်ပြောပြပေးရမှာဖြစ်တယ်ဒါဆိုရင်ကိုမိတ်ဆက်ပြီးတော့ကိုပြောမယ်အကြောင်းပြောမယ်ပေါ့နော်ဒါကိုအမှတ်20ပြီးထားပါတယ်ဒါဆိုရင်ဒီဟာလေးတွေကိုလေ့လာခြင်းအဖြစ်သားတို့သမီးတို့အနေနဲ့ကတော့ဒီ grade 5 နမူနာမိကွန်းပုံစံမှာဒီအတိုင်းလေးပဲလာမှာပါဒီပုံစံအတိုင်းဤတီမျိုးတော့လာမှာမဟုတ်ပါဘူးဒါပေမဲ့ပုံစံတူမျိုးလာမှာဖြစ်တဲ့အကြောင်းကိုဒီချက်ကပြောပြတာဖြစ်ပါတယ်သားတို့သမီးတို့အားလုံးဖြည့်ဆို့နိုင်ပါစေ